ရိုက်အဘိဖို့အခုဆိုတာရုပ်ရှင်မင်းသားပေါ့ဘယ်ရောက်ပါလဲစိတ်တော့လာကြမ်းလာတယ်ဦးအားလေးကျိုးလေးနဲ့မှာပါပုံဆိုင်လေးမှာရုပ်ကတပြရုပ်နဲ့ပုံဆိုင်လေးမှာတဲလေးခွဲနေတယ်ဟာဝလေးနဲ့မှာလွယ်လေးတဲခွဲနေရတယ်အညာသားရဲ့လက်ပြိုကြီးကိုအရှင်လက်လဲဆွဲထုတ်သွားသူရေအဘိလေးတော့ကြားဘူးပါတယ်အမဒီပူရရပါတယ်ခင်ဗျာအခုဆိုရင်တိုင်းလေးဘလို့ပါဦးဒီမှာကြည့်ရတော့ဟုတ်ပြီဟုတ်ရောဆိုရဆွန်လှုပ်ဖို့ရမှာကိုကြီးကဆွန်လှုပ်ဖို့တဲ့